အားလုံးသိကြတဲ့အတိုင်းဟာဂျီမင်းတို့အပေါ်အန်နီမီက2013 season 3ထွက်ပြီးကလေးက season 1တွေမလာတော့ပါဘူး။နောက်ပိုင်းမှာလည်းလာဖို့မရှိနိုင်တော့တဲ့အန်နီမီပဲဖြစ်ပါတယ်။ Key voice actor တွေဖြစ်တဲ့ကာမန်ကာဝါတို့ရှင်နိုနာတို့လို character တွေရဲ့ voice actor တွေရဲ့ကွယ်လွန်မှုတွေနဲ့ season 3ထွက်ခဲ့ချိန်ကထင်သလောက်အားပေးမှုများခဲ့လို့ပဲဖြစ်ပါတယ်။အဲ့လိုဖြစ်တာကြောင့် animation တွေဖြစ်မလာတော့တဲ့ manga တွေပဲရှိပါတော့တယ်။အဲ့ဒါကြောင့်ကျွန်တော် Mike ကဒီ manga တွေကိုအတက်နိုင်ဆုံးဘာသာပြန်ပြီး recap လုပ်ပေးတော့ပါမယ်ဗျ။အခုကျွန်တော် recap လုပ်ပေးတော့မယ့် manga တွေက season 3နောက်ပိုင်းတွေဖြစ်တာကြောင့်နားမထောင်ခင်ဟာဂျီမင်းတို့အိပ်ဖို့ထွက်ထားတဲ့ season 3ကိုလည်းကြည့်ဖို့အကြံပေးပြရသေးဗျ။ manga round 958 round 958စမှာတော့ Royal Sea ဆိုတဲ့ energy drink တစ်မျိုးကိုကြီးညာပေးနေတဲ့ကျွန်တော်တို့ရဲ့ WBC ဝေဒန်နှစ်ခုရဲ့ champion ကြီးတကောက်မရာကြီးနဲ့စထားပါတယ်။မင်းရဲ့အားကိုနှစ်ဆတင်ပြီး KO တွေရယူလိုက်ပါဆိုတဲ့စကားနဲ့အတူတကောက်မရာကြီးကတော့အတကုံတွေကြီးညာနေခဲ့ပါတယ်။အဲကြောင့်ညာကိုအေပိုးအိမ်မှာကြည့်နေတဲ့အေပိုးနဲ့အီတာတက်ကီတို့ကတော့တကောက်မရာကို TV ထဲမှာတွေ့နေရတာကြောင့်ကြောင်နေခဲ့ပါတယ်။နောက်နှစ်ယောက်တို့ခေါင်းငွားချင်းကိုအေပိုးနဲ့အီတာတက်ကီတို့တွားခဲ့ပြီးအာအိုခီနဲ့တွေ့ခဲ့ပါတယ်။အာအိုခီကတော့မင်းတို့တကောက်မရာရဲ့ကျညာကိုကြည်ပြီးသားပြီလားလို့မေးရင်ငါလည်းကျညာရိုက်ချင်လိုက်တာဆိုပြီးအေပိုးတို့ကိုပြောနေခဲ့ပါတယ်။အီတာတက်ကီကတော့တကောက်မရာကပွဲရှိတောင်ဒီလိုတွေရိုက်နိုင်သေးတယ်နော်ဆိုပြီးအာအိုခီကိုပြောတော့ရှိုက်မှာပေါ့ကွာဒီဘဲရဲ့ရွေးချယ်စရာတွေထဲမှာရှုံးတယ်ဆိုတာမှမရှိတာဆိုပြီးအာအိုခီကပြန်ပြောခဲ့ပါတယ်။အာအိုခီပြောလဲပြောချင်စရာပါပဲ။တကောက်မရာက WBC ဝေဒန်နှစ်ခုရဲ့ချန်ပီယံဖြစ်တဲ့အထိတပွဲမှကိုမရှုံးမှုသေးတဲ့ The Goat of Kamogawa ချင်းရဲ့ဂုတ်ကြီးတကောက်မရာပဲဖြစ်ပါတယ်။တကောက်မရာစီကအများကြီးတင်ရအောင်ပါပဲ။တကောက်မရာလောက်မဟုတ်ရင်တော့တကောက်မရာလောက်နီးနီးထိကျွန်တော်လည်းဖြစ်ချင်တယ်ဆိုတဲ့စကားကိုအီတာတက်ကီကထုတ်ပြောလိုက်ကဆီနီယာအပိုကတော့ဂျူနီယာအီတာတက်ကီကိုမင်းနဲ့နှစ်ပွဲနိုင်အရှိချန်ပီယံရူကီပြင်ဖြစ်ပြီးပဲဥစားအောင်ဆိုပြီးပြန်ပြောခဲ့ပါတယ်။အောက်ခီကလည်းမင်းအဲ့ဘက်စီကတင်ယူစရာမလိုပါဘူးကွာ။မင်းလည်းမင်းချင်နေတဲ့အနေထားတစ်ခုတော့ရောက်နေပါပြီဆိုပြီးပြောခဲ့ပါတယ်။အဲ့လိုစကားကောင်းနေကြချိန်မှာပဲဂျင်းထဲကိုကီမရာကြီးကတခုခုကိုကြောက်နေတဲ့ပုံနဲ့ဝင်လာခဲ့ပါတယ်။အောက်ခီနဲ့အပိုတို့ကတမျိုးကြီးဖြစ်နေတဲ့ကီမရာကိုကြည့်ပြီးပွဲတော့ကထိထားတာတွေမတက်တာသေးဘူးလားပညာနဲ့မေးခဲ့ပါတယ်။အေးမဟုတ်ပါဘူးကွာ။ထိုးပွဲတုန်းကထိထားတာတွေကဘာမှဖြစ်တော့ပါဘူး။ငါကအခြားကိစ္စကိုစိတ်ပူနေတာဆိုပြီးကီမရာကပြန်ပြောရင်းတကောက်မရာဒီမှာရှိလားဆိုပြီးကီမရာမေးခဲ့ပါတယ်။သူဒီနေ့လာမှာကိုကိုတီတော့မရောက်သေးဘူးဆိုပြီးအပိုကပြန်ပြောခဲ့ပါတယ်။မင်းကရီးဖြစ်နေရလားကီမရာဆိုပြီးအောက်ခီကထပ်မီးတော့မင်းဒီကသတိမရဘူးလားဆိုပြီးကီမရာကပြန်ပြောခဲ့ပါတယ်။တကောက်မရာကအောက်ခီနဲ့ကီမရာတို့နှစ်ကောင်နဲ့အလောင်းစားတစ်ခုလှုပ်ထားခဲ့ရတာပဲဖြစ်ပါတယ်။အဲ့ဒါကတော့နောက်ဆုံးအောက်ခီနဲ့ကီမရာတို့ထိုးခဲ့တဲ့ပွဲမှာအကယ်၍ရှုံးခဲ့ရင်ရှုံးခဲ့တဲ့ပြိုင်ပွဲတည်းရဲ့ KA တိုင်းတကောက်မရာကညှပ်ပြီးမှာပဲဖြစ်ပါတယ်။အဲ့ဒီထိုးခဲ့တဲ့ကောင်ရဲ့ KA ဆိုတာကလည်းကီမရာနဲ့ထိုးခဲ့တဲ့ကောင်ဆိုစပင်အလဲထိတ်မှာမိုးကြိုးပုံကြီးရိတ်ထားပြီးထိတ်ကွက်နေတဲ့ကောင်ပဲဖြစ်ပါတယ်။အောက်ခီနဲ့ထိုးခဲ့တဲ့ကောင်ဆိုဘရိုကိုလီပန်းကော်ပီစိန်ကီနဲ့ကောင်ကြီးပဲဖြစ်နေခဲ့ပါတယ်။တောက်ကျူးနဲ့ကီတွေနဲ့တောက်ကျူးနဲ့ပြိုင်ပွဲတွေပဲဖြစ်ပြီးအဲ့ခါကျမှအောက်ခီလည်းပြန်မှတ်မိသွားတော့နေပါဦးအဲ့ဒါငါတို့ရှုံးမှလေအခုကငါတို့ကတည်ကြတာလေအဲ့တော့ညှက်ချမ်းမှမလို့တာငါတို့မရှုံးဘူးဆိုပေမဲ့တစ်ဖက်ကကြည့်နေရင်လည်းမနိုင်ဘူးလေအောက်ခီရဲ့ဒီဘက်မနိုင်တာနဲ့ငါတို့ခေါင်းတွေကိုရိတ်မှာကွာလို့ကီမရာကပြန်ပြောခဲ့ပါတယ်ဟာဘာဆိုင်လဲကွာငါအဲ့ကောင်နေနဲ့ထိုးတော့ကအကောင်းဆုံးထိုးခဲ့တာပဲဟိုကောင်လေးကကျန်းတော့ဘယ်နိုင်မလဲကွာဆိုပြီးအောက်ခီကပြောတော့ကီမရာကမင်းအဲ့လိုသွားပြောလို့တကောက်မရာဆိုတဲ့ဘဲကရှော်ပေးလိုက်မထင်လားအဲ့ဘက်ကငကိုရဲတောက်ကျကောင်းတာမဟုတ်ဘူးဆိုပြီးပြန်ပြောခဲ့ပါတယ်ဟာမတီးဘူးဟဲ့ကောင်ငါတို့ခံမှာမဟုတ်ဘူးကွာမင်းကဝေဒန်တစ်ခုရဲ့ချန်ပီယံကောင်ကြီးကိုပြန်ချဖို့လားဟာမတီးတော့ဘူးကွာငါတော့ပြေးပြီတကောက်မရာကိုတွေ့ငါအစားတောက်ပေါ်ကြီးလို့ပြောပေးစမ်းပါလို့អော်လိုက်ပြီးအောက်ခီကဂျင်းပြင်းကိုပြေးထွက်ဖို့လုပ်ခဲ့ပါတယ်ဂျင်းပေါက်ဝရောက်တဲ့အချိန်တကားဖွင့်လိုက်တဲ့အချိန်မှာတော့တကောက်မရာကြီးကအပေါက်ဝမှာရောက်နေပြီဖြစ်ပြီးဘဲကောင်အောင်တောက်ပေါ်လို့ပြောလိုက်တာလေကွာဆိုပြီးဂျင်းထဲကိုဝင်လာခဲ့ပါတယ်တောက်ကျိုးနဲ့အောက်ခီလည်းတကောက်မရာကိုတွေ့တာနဲ့တင်ဘာမှမလုပ်ရသေးပဲလန့်ပြီးသတိမိသွားခဲ့ပါတယ်ကီမရာကတော့တကောက်မရာရဲ့လက်ထဲကကတ်ချေးကိုတွေ့ပြီးဟာတေယောဒီဘက်တကယ်လို့တော့မှဟာဆိုပြီးလန့်နေခဲ့ကတကောက်မရာဆန်ကျွန်တော်တို့ခရီးပေးတာကရှုံးရင်ညက်မှပြောထားတာမလားကိုကနိုင်လဲမနိုင်ဘူးရှုံးလဲမရှုံးဆိုတော့တဝက်ပဲညက်ရမယ်ဆိုတဲ့သဘောပဲမလားဒါလို့ဆိုဘယ်လိုလဲဆိုပြီးကီမရာကသူ့ဘာသာသူဘယ်ဘက်ချင်းနဲ့ရိတ်လာတာကိုပြခဲ့ပါတယ်တကောက်မရာကတော့ကီမရာကိုကြည့်ပြီးဟားခဲ့ပြီးအေးကြည့်လို့ကောင်းတယ်ကွာဆိုပြီးဒါလောက်နဲ့ပဲခွင့်လွှတ်ပေးလိုက်ပါတယ်ကီမရာတကောင်စကားပြောကောင်းလို့ကရုံးဖြစ်သွားတာပဲဖြစ်ပါတယ်တကောက်မရာရှိမေ့လဲနေတဲ့အောက်ခီကတော့ကြားရှင်းမောင်းရလဲတာတဲ့ဆိုးတာပဲဖြစ်ပြီးတငယ်ချင်းကောင်းကီမရာကတော့အောက်ခီကိုကောက်ွယ်ပေးရမယ်စားတကောက်မရာကိုဝင်ကူညီခဲ့ပါတယ်တကောက်မရာနဲ့ကီမရာတို့အောက်ခီရဲ့စပင်ကိုလှုပ်ချင်တိုင်းလှုပ်နေကြတဲ့အချိန်ခါမကာဝါကဂျင်းကိုပြောင်းလာခဲ့ပါတယ်ရဲအောင်ချင်းမင်းတို့အားလုံးအကောင်းဆုံးလုပ်နိုင်ခဲ့ကြတယ်တကောက်မရာဆိုတကယ်ကောင်းတဲ့စကန်တဲ့ match ပဲကီမရာနဲ့အောက်ခီတို့လည်းအကောင်းဆုံးထိုးခဲ့ကြတယ်ဆိုပြီးခါမကာဝါကချစ်တူစကားတွေပြောခဲ့ပါတယ်ထပ်ပြီးယာကီကမင်းပွဲပြီးတော့နားကျင်နေဆိုတာသိပေမဲ့အင်တာဗျူးနှစ်ခု TV season နှစ်ခုနဲ့ကြော်ညာ၃ခုလောက်ကတော့ရိုက်ဖို့ရှိသေးတယ်ဆိုပြီးတကောက်မရာကိုပြောခဲ့ပါတယ်တကောက်မရာကတော့ star တယောက်မျက်နှာထားနဲ့ဘယ်တက်နိုင်မလဲကွာ
ငါနဲ့အဲ့လောက်ရိုက်ချင်နေကြတော့လေရိုက်ပေးရမှာပေါ့ဆိုပြီးမျက်နှာကြီးဖြီးနေခဲ့ပါတယ်အဲ့အချိန်ကူနက်ကမေမျောနေတဲ့အာအိုကီကရုတ်တရက်ကောက်ထလာခဲ့ပြီးကျွန်တော်လည်းကျွန်တော်ရိုက်ချင်တယ်လေဗျာဆိုပြီးထားပြောခဲ့ပါတယ်အေးပါကွာမင်းကနောက်ဆုံးပွဲတုန်းကတံမွဲကြောင့်ထိခိုက်ထားတယ်မလားလောလောဆယ်တော့နနနေနေဟဲ့အောင်မင်းကောင်ဆောက်ကပြောင်းနေလားဆိုပြီးခေါမကောင်ကတုံးနဲ့ကောက်ထုတ်လိုက်ပါတယ်ဘာလို့ဆိုအာအိုကီရဲ့ကေကတောက်ကျိုးနဲ့ဘရိုကိုလီကေကြီးဖြစ်နေတာကြောင့်ပဲဖြစ်ပါတယ်အဲ့တော့ကိုမြင်လိုက်ရတဲ့အာအိုကီကတော့ရှော့ရသွားပြီးထအော်ခဲ့ပါတယ်ညရောက်သွားတော့အပိုးနဲ့အင်တာတက်ကီတို့ကအပိုးအိမ်မှာဓမင်းတူစားနေကြရင်တကောက်မလာရဲ့လေးချိန်ကန်လုပ်တဲ့ကိရိယာတစ်ခုကိုကျညာနေတဲ့ကြညာကိုကြည့်နေခဲ့ပါတယ်ဒီတစ်ခုကတော့သူနဲ့လိုက်သားလို့ညောင်သားကပြောနေကြရင်ငါတို့တကောက်မလာကြီးကသူများတွေကိုတောက်ချင်မကောင်းမှလိုက်စားနေပေမဲ့အချိန်ထဲမှာပဲငါတို့ကအရန်ကိုထူခြားတဲ့လူတစ်ယောက်နဲ့တူတူ train နေခဲ့ရတာပဲတူလေးတဲ့ပုံပြီးဘယ်လောက်ထိအမြင့်ကိုသွားနိုင်အောင်လဲသိကျင်မိတယ်ဆိုပြီးအင်ပိုနဲ့အင်တာတက်ကီတို့ကပြောနေခဲ့ကြပါတယ်အဲ့လိုပြောနေကြတဲ့အချိန်မှာပဲ TV မှာနောက်ထပ်ကြညာတစ်ခုကထပ်လာခဲ့ပါတယ်အဲကြညာမှာတော့စူပါဟီးရိုးပုံစံဝတ်ထားတဲ့အာအိုကီကိုတွေ့လိုက်ရပြီးအာအိုကီက K အစ်စ်နဲ့တောက်ကျူးနဲ့ broccoli man ဆိုပြီး broccoli ကြညာနေတာကိုတွေ့သွားခဲ့ပြီးဒီဘဲကိုလည်းဘယ်ထိသွားနိုင်အောင်မလဲသိကျင်မိတယ်လို့ပြောရင်ပြီးသွားခဲ့ပါတယ်